လူတယောက်ရဲ့ကိုချင်းတရားကောင်းမကောင်းကိုချင်းတရားကောင်းမကောင်းကိုအပေါ်ယံကြည့်လို့သိမလားမသိဘူးတဲ့ကိုချင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းသင်းကြည့်လို့ရှိရင်သိတယ်ကြာကြာနေပြီးတော့သိအဲ့လိုသိတယ်ဆိုတာတောင်မှပဲမြတ်စွာဘုရားဘာဟောတော့တင်စခောဒီကေနအထုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးတဲ့ဘာလို့ဆိုလူလောကမှာဟန်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်လေပထမကြည့်လိုက်တဲ့အခါကျကိုချင်းတရားကောင်းတဲ့ရောင်ရှိတယ်ကြာကြာပေါင်းတဲ့အခါကျကြာကြာမထိန်နိုင်တဲ့အခါကိုချင်းတရားမကောင်းဘူးဆိုတာသိလာတယ်ပေါ့နော်ဒါကြောင့်မို့တင်စခောဒီကေနအထုနာနဣတရေအချိန်ကြာကြာမှသိနိုင်တယ်အဲ့တော့အချိန်ကြာတိုင်းသိမလားလို့ဆိုမသိသေးဘူးတဲ့ဘာလဲဆိုမနတိကရောတာနောအမနတိကတတိထားတဲ့လူမှသိမှာတဲ့တတိမထားရင်မသိဘူးတဲ့လူတယောက်အကြောင်းကိုတတိထားရမယ်ကိုချင်းတရားကောင်းတယ်မကောင်းဘူးဆိုတာစိတ်ထဲမှာနှလုံးသွင်းပြီးတော့ကြည့်ဖို့လိုတယ်တတိထားမှမြင်တယ်ဒါဖြင့်တတိထားတိုင်းသိသလားလို့ဆိုမသိသေးဘူးတဲ့တင်စခောပညာဝတ္တာပညာရှိမှသိတယ်ပညာမရှိတဲ့လူကြတော့မသိဘူးဘလောက်ပေါင်းနေနေမကောင်းတဲ့လူလည်းကောင်းထင်နေမှာပဲကောင်းတဲ့လူလည်းမကောင်းထင်ရင်ထင်နေမှာပဲဟုတ်ကလားအဲ့တော့ဆိုလိုတာကလူတယောက်ရဲ့ကိုချင်းတရားကိုသိဖို့အတွက်နံပါတ်1အချိန်ကြာကြာပေါင်းရမယ်ကြည့်ရမယ်နံပါတ်2တတိထားရမယ်နံပါတ်3ပညာရှိရမယ်ဟောအဲ့ဒါကြမှာသူ့အကြောင်းကိုအကြောင်းသိလူလောကလူတွေကြုံလို့သူ့အကြောင်းသူ့အတင်ပြောကိုအတင်ပြောဒါတွေပြောတာမဟုတ်ဘူးเนาะအဲ့ဒါကတန်ဖိုးရှိတဲ့ကိစ္စမဟုတ်ဘူးတန်ဖိုးရှိတဲ့လူသူ့အကြောင်းကိုအကြောင်းဆိုတာကိုချင်းတရားကောင်းမကောင်းဒါကိုကြည့်ရလူတယောက်ကိုဆက်ဆံတော့မယ်ဆိုရင်ဘုန်းကြီးတို့ကဒီလူဟာကိုချင်းတရားကောင်းသလားကိုချင်းတရားမကောင်းဘူးလားဒါကြည့်ကြတာပဲမဟုတ်လားခုခေတ်တော့တာမန်အပေါ်ယံလေးကြည့်တယ်ဟေးဒီလူကအတောက်အစားရှိသလားအတောက်အစားမရှိဘူးလားအခက်စားရှိသလားတချို့ပုဂ္ဂိုလ်တွေအဲ့လိုစဉ်းစားတချို့ကြတော့လေခွင့်လွှတ်လိုက်တယ်ယောက်ျားပဲအတောက်စားတော့ရှိမှာပေါ့ဟုတ်ကဲ့မျိုးမျိုးပဲလေသို့တော့ဒီလူဟာစင်းလုံးကျော်ကိုချင်းတရားကောင်းတဲ့လူဟုတ်သလားကောမဟုတ်ဘူးလားဆိုတာဟာအချိန်ကြာအချိန်လဲယူရမယ်တတိလဲထားရမယ်ပညာလည်းရှိရမယ်ဒါမှသိနိုင်တယ်တဲ့အထို့မဆိုမသိဘူးတဲ့ကိုချင်းတရားဟာလူလောကမှာတန်ဖိုးရှိတဲ့အရာဖြစ်လို့ကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ဆက်ဆံပေါင်းသင်းမိပြီဆိုလို့ရှိရင်ဒုက္ခတွေရောက်ကြတယ်မဟုတ်လားခုခေတ်မှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်မိသားစုတွေအတွင်းမှာလူမှုရေးဒုက္ခတွေကျုံနေကြစိတ်ဆင်းရဲမှုတွေကျုံနေကြတယ်မျက်ရည်နဲ့မျက်ခွက်ဖြစ်နေကြတယ်ဆိုတာကိုချင်းတရားကောင်းသည့်အတွက်ကြောင့်အဲ့ဒါလိုဖြစ်ရတာများရှိသလားမရှိဘူးကိုချင်းတရားမကောင်းတာကိုအကြောင်းပြုပြီးတော့ဒါဖြစ်နေကြတာအဲ့တော့သူ့အကြောင်းသိဖို့မလိုဘူးလားသူ့အကြောင်းသိဖို့လိုတယ်လို့ကိုအကြောင်းလည်းကိုသိဖို့လိုတယ်